မျိုးငယ်လူတွေရဲ့ဆုံးပြခါကြီးမြတ်တရားတွေပေါ်ထွက်မလားမချင်ရှားတဲ့ပဲလေမျိုးလေးကဲတင်ရှိသူငယ်တို့မွေးဖွာလာဒီလောကလုံးပြကိုကဲနိုးဖို့နေချရပဲလေမမွေးကဲရှိတီကမကိုပြညာရှိရစုရုံကရောက်တော့ရဲ့ကောင်းကင်ထဲချစ်တရားလေးရောက်လဲညွန်ခဲ့တော့ရဲ့ကြီးမြတ်တဲ့ရှင်ရဲ့ကဲတင်ရှင်ပေါ်ထုံးတဲ့ယေရှုကြောင့်ပဲဘယ်လင်တန်ဖို့ရှိပြေဆုံးနေတိမ်ငယ်လုံးလဲခရစ်တော်တဲ့အားလုံးပြုနိုင်တယ်မောင်မိုင်လုံးလဲထောင်ရလေးရှင်တဲ့အထက်ကိန်းဝရဲ့ကိုရောရှင်နာ